ရားဒီဘက်ကိုကြည့်ရနော် ဟုတ်တယ်ဒီဘက်ကြီးလေးချပါလား ဒါကပုံမှန်ဟိုဟာလမ်းအညီရနေပြီးတော့ဒါတော့ရေကိုင်းကျေးရွာရဲ့အဝင်ဝပါလက်ရှိအခုဒီအကိုရက်နေတဲ့နေရာလေးကငကိုမူလနေရာပါမူလနေရာဖြစ်ပြီးတော့ဒီဓာတ်တိုင်နေဒီဆိုင်းပုံနဲ့လမ်းကြီးရာဟိုဘက်ကို10 ပေထိရွေးကြသွားပြီးမြေပြင်ကကျွန်တော်တို့သကိုင်းဘက်ချမ်းကတော့3 ပေလောက်ထိနှိမ့်သွားပါတယ်3 ပေ4 ပေလောက်နေ3 ပေ4 ပေလောက်ရှိတယ်တော့နီးစက်လောက်တယ်နော်ကြောက်ကြအောင်ဝင်ဖြစ်သွားတာကိုနေရဆိုဒီနားလေးမလာရဲဘူးကြောက်လို့အဲ့ဒီအရင်ညီညီညာညာကြီးတိုင်းနေလေမြေပဲနေတိုက်တယ်မြေပဲပြင်းနေဒီအကွဲကြောင်းလေးဆိုအောက်ဘလောက်နဲ့တလဲဦးမ